showroom မှာတော့မြန်မာအကျုံးသားစစ်စစ်ဖြင့်ထုစစ်ထားတဲ့မြန်မာမှုဘူးလေးရများကိုရောင်းချသွားမှာဖြစ်ပါရဲ့ရှင်အခုတွေ့မြင်နေရတဲ့စက်တီဇက်ကတော့ရွှေသစင်လို့နာမည်ပေးထားတဲ့စက်တီဇက်ဖြစ်ပါရဲ့ရှင်ဒီစက်တီဇက်ကိုတော့မန္တလေးမှာဘူးဆရာကြီးများထုစစ်ပေးထားခြင်းဖြစ်ပါရဲ့ရှင်frame တော့ကျုံးသားဖြင့်ပြုလုပ်ထားပါတယ် frame ရဲ့ကာလာကတော့ရွှေချထားတာပါရှင်ရွှေချတယ်ဆိုရင်လည်းတိုင်တွယ်တဲ့အခါမှာလက်တွေမှာရွှေတွေပါပြီးတော့ပိုးနာမျိုးဖြစ်ရလေအောင်အပေါ်ကနေလိုက်ကထပ်ပြီးအုပ်ပေးထားပါတယ်ရှင်ရေရှည်အသုံးပြုလို့ရတဲ့ရွှေမျိုးစားနဲ့ချပေးထားခြင်းဖြစ်ပါတယ်ရှင်ဆိုဖာရဲ့လေသာရောင်လေးကတော့ဝိုင်းရောင်လေးဖြစ်ပါတယ်လူကြီးမင်းတို့စိတ်တိုင်းကြဖရိကာလာရောင်ကိုလည်းစိတ်တိုင်းကြအော်ရာအနှံလိုက်လို့ဆိုဖာကာလာရောင်ကိုလည်းစိတ်တိုင်းကြအော်ရာအနှံနိုင်ပါတယ်ရှင်အခုကျမတို့ showroom မှာအသင့်ရှိနေတာကတော့3ယောက်ထိုင်ကုန်တစ်လုံး2ယောက်ထိုင်ကုန်2လုံး1ယောက်ထိုင်ကုန်2လုံးစပွဲ1လုံးစပွဲသေး4လုံးပါဝင်မှာဖြစ်ပါရဲ့ရှင်အခုရန်ကုန် showroom မှာအသင့်ရှိနေတဲ့စက်တီ14ကိုလိုချင်တယ်ဆိုရင်တော့ကျမတို့ရဲ့ Chanel Royal Furniture လေးစာလေးဖြစ်တဲ့အမှတ်188ဘုံမြင့်အောင်လမ်းစနစ်ရက်ွက်တကူမျိုးတည်ရှေ့ပိုင်းကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါရစေရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်